ဒီနေ့ဗီဒီယိုလေးမှာတော့နိုင်ငံခြားသားတွေနဲ့တွေ့ရခါအသုံးအများဆုံးဖြစ်တဲ့လမ်းမေးလမ်းညွှန်စကားပြောဝါကျလေးတွေကိုလေ့လာတော့ကြပါမယ်။အလွတ်ချက်စရာလိုပဲအဓိပ္ပာယ်ကိုတစ်လုံးချင်းသိချရှင်းပြပေးသွားမှာဖြစ်လို့ကိုယ်တိုင်ဝါကျအသစ်တွေကိုပါပွားပြီးတော့တည်ဆောက်နိုင်မယ့်နည်းလမ်းလေးတွေလည်းပါဝင်ပါတယ်။ကိုယ်တိုင်လည်းနောက်ကနေလိုက်ပြောကြည့်ဖို့မမေ့ပါနဲ့နော်။ကဲစလိုက်ကြရအောင်။ Number 1. Excuse me, I am looking for the nearest bank. ဒီနားလေးကအနည်းဆုံးဘဏ်ကိုရှာနေလို့ပါလို့ပြောတာပါ Excuse me ကတစိမ့်လောက်ပါ I am looking for ကျွန်တော်ရှာနေပါတယ် the nearest bank အနည်းဆုံးဘဏ်ကိုဒီနေရာလေးမှာ the nearest bank ဆိုတဲ့နေရာမှာကိုသွားခြင်းတဲ့နေရာလေးတွေကိုအစားထိုးလိုက်ရုံပါပဲဥပမာစေးဆိုင်ကိုရှာနေတယ်ဆိုရင် I am looking for a pharmacy bus stop မှတ်တိုင်ကိုရှာနေတယ်ဆိုရင် I am looking for a bus stop နံပါတ်2ကတော့Could you tell me the way to the airport? Could you tell me the way to the airport? Could you tell me the way to the airport? အဓိပ္ပာယ်ကတော့လေးစိတ်ကိုသွားတဲ့လမ်းလေးများပြောပြပေးနိုင်မလားလို့ပြောတာပါ Could you tell me ဆိုတာကတော့ပြောပြပေးလို့ရမလားလို့ပြောတာပါ The way to ကသွားတဲ့လမ်း The airport ကလေးစိတ်ကိုပြောတာဖြစ်ပါတယ်ဒီနေရာမှာလဲ airport အစားတခြားနေရာတွေကိုပြောင်းထည့်လို့ရပါတယ်ဥပမာဘူတာရုံကိုသွားတဲ့လမ်းကိုမြင်ကြည့်ရင် Could you tell me the way to the train station ရွှေတကုံဖျားသွားတဲ့လမ်းကိုမြင်ကြည့်ရင် Could you tell me the way to the ရွှေတကုံပကူတာနံပါတ်3 Do you know where the hospital is? Do you know where the hospital is? Do you know where the hospital is? အဓိပ္ပာယ်ကတော့စေယုံကဘယ်နားလင်းမှလဲဆိုတာသိပါသလားလို့မေးတာပါ Do you know ဆိုတာကတော့သိပါသလား where ဘယ်နေရာမှာလဲဆိုတာကို the hospital is စေယုံကတည်ရှိတဲ့နေရာကိုပြောတာပါဒါကရင်းချင်းနဲ့မေးတဲ့ပုံစံလေးဖြစ်ပါတယ် the hospital နေရာမှာအစားထိုးကြည့်ကြရအောင်ဘိုးကျုပ်ဈေးကဘယ်နားမှာလဲသိလားလို့မေးလို့ရှိရင် Do you know where ဘိုးကျုပ် market is တန်းစင်ခဲဘယ်နားမှာလဲသိချင်လားမေးချင်ရင် Do you know where the restaurant is? Number 4 Is it far from here? Is it far from here? Is it far from here? ဒီကနေဆိုအဝေးကြီးသွားရမှာလားIs it far ဆိုတာကတော့မိကုန်းအနေနဲ့ရေးထားတာဖြစ်ပါတယ်အဝေးကြီးသွားရမှာလားလို့ပြောတာပါ from here ဒီနေရာကနေလက်လျှောက်သွားလို့ရမရမှန်းဆခြင်းတဲ့အခါမှာသုံးပါတယ်ဝါကျပွားခြင်းနဲ့ဆိုလို့ရှိရင်တော့ far နေရာမှာတခြားစကားလုံးတွေကိုပြောင်းသုံးလို့ရပါတယ်ဒီကနေအရင်နီးလာလို့မြင်ခြင်းရင် Is it very close from here လမ်းလျှောက်သွားလို့ရတဲ့အကွာအဝေးပဲလားမြင်ခြင်းရင် Is it within walking distance from here နံပါတ်5ဒီတစ်ခုကတော့ကြာချိန်ကိုမေးမြန်းတာဖြစ်ပါတယ် How long does it take to get there? How long does it take to get there? How long does it take to get there? မြန်မာလိုအဓိပ္ပာယ်ကတော့အဲ့ဒီကိုရောက်ဖို့အချိန်ဘယ်လောက်ကြာမလဲလို့ပြောတာပါ How long ကတော့အချိန်ဘယ်လောက်ကြာမှာလဲလို့မေးတာဖြစ်ပြီးတော့ does it take အချိန်ယူရမလဲ to get there အဲ့ဒီနေရာကိုရောက်ဖို့အတွက်ဒီနေရာမှာ to get there အစားသွားချင်တဲ့နေရာကိုအတိအကျပြောလို့ရပါတယ်လေးစိတ်ရောက်ဖို့အချိန်ဘယ်လောက်ကြာမလဲဆိုရင်How long does it take to get to the airport? မြို့ထဲကိုရောက်ဖို့အချိန်ဘယ်လောက်ကြာမလဲဆိုရင် How long does it take to get to downtown? နံပါတ်6ကတော့တက်တက်သွားဖို့လမ်းညွှန်ချက်ဖြစ်ပါတယ် Go straight along this road. Go straight along this road. Go straight along this road. မြန်မာလိုအဓိပ္ပာယ်ကတော့ဒီလမ်းတိုင်းတက်တက်သာသွားပါဖြစ်ပါတယ် Go straight ဆိုတော့တက်တက်သွားပါလို့ပြောတာပါ straight ကဖြောင်းဖြောင်းတွန်းတွန်းသွားတာကိုခေါ်ပါတယ်အလောင်းကတော့တခြား this road ကတော့ဒီလမ်းမှာလမ်းညွှန်ပြရမယ့်အခါမှာဒီဝါကျလေးကအစပြုဖို့အကောင်းဆုံးဖြစ်ပါတယ်ဥပမာဒီလမ်းတိုင်းမီးပွားရောက်တဲ့အထိတက်တက်သွားပါဆိုရင် Go straight along this road until you see the traffic light ဒီလမ်းတိုင်း9မိနစ်လောက်တက်တက်သွားပါဆိုရင် Go straight along this road for about 5 minutes နံပါတ်9ကတော့ကိုယ့်ရဲ့မယ့်နေရာကိုညွှန်ပြတာပါ Turn left at the next corner Turn left at the next corner. Turn left at the next corner. နောက်တောင်ချိုးရောက်ရင်ဘယ်ဘက်ကိုကွေ့ပါ Turn ကကွေ့တာ left ကဘယ်ဘက်ဖြစ်ပါတယ်အဲ့တော့ turn left ဆိုရင်ဘယ်ဘက်ကိုကွေ့ပါ at ကမှ the next corner နောက်ထပ်တွေ့မဲ့တောင်ချို
turn left ကဘယ်ဘက်ကိုကွေ့ပါဆိုရင် turn right ဆိုတော့ညာဘက်ကိုကွေ့ပါလို့ဖြစ်သွားပါပြီမီးပွားရောက်ရင်ညာဘက်ကွေ့ပါဆိုရင် turn right at the traffic light လမ်းစုံရောက်ရင်ဘယ်ဘက်ကွေ့ပါဆိုရင် turn left at the intersection နံပါတ်8ကကြော်သွားဖို့အတွက်လမ်းညွှန်တာပါ go past the post office go past the post office စာရိုက်ကိုကြော်ပြီးသွားပါလို့ပြောတာပါ go past ဆိုတာကတော့ကြော်ဖြတ်ပြီးသွားပါ the post office စာရိုက်အမှတ်တိုင်တစ်ခုကိုကြော်သွားဖို့ပြောချင်ရင်တော့ဒီစကားလုံးလေးကိုသုံးလို့ရပါတယ်ဘန်ကိုကြော်ပြီးသွားပါဆိုရင် go past the bank ရုပ်ရှင်ရုံကိုကြော်ပြီးသွားပါဆိုရင် go past the cinema နံပါတ်9ကတော့ဒီနေရာအတိအကျညွှန်ပြတာပါ it is right across the street it is right across the street it is right across the street လမ်းရဲ့တစ်ဖက်ကိုမျက်နှာချင်းဆိုင်မှာပဲရှိပါတယ်လို့ပြောတာဖြစ်ပါတယ် it is ကရှိပါတယ် right cross တက်မျက်နှာချင်းဆိုင် the street လမ်းရဲ့အဲ့တော့တခြားတိနေရာပြစကားလုံးတွေနဲ့လည်းပွားပြီးသုံးနိုင်ပါတယ်စေးရုံရဲ့ဘေးကန့်လျက်မှာရှိတယ်ဆိုရင် it is next to the hospital ဘန်နဲ့စာလိုက်ကြားမှာရှိတယ်ဆိုရင် it is between the bank and the post office နံပါတ်10 you will see it on right you can't miss it you will see it on your right you can't miss it you will see it on your right you can't miss it သင်ရဲ့ညာဘက်မှာတွေ့ပါလိမ့်မယ်သင်ချာပေါင်းမြင်ရမှာပါလို့ပြောတာပါ you will see it အဲ့ဒါကိုတွေ့ရပါလိမ့်မယ် on your right သင်ရဲ့ညာဘက်မှာ you can't miss it လွတ်သွားစရာအကြောင်းမရှိဘူးသင်ချာပေါင်းမြင်ရမယ့်နေရာမှာရှိရလို့ပြောတာဖြစ်ပါတယ်လမ်းညွန်ပြီးတဲ့အခါမှာကြည့်ရှုသူစိတ်ချသွားအောင်လို့ဒီဝါကြလေးတွေနဲ့အဆုံးသတ်လေးရှိပါတယ် on your right ညာဘက်အစား on your left လို့လည်းပြောင်းသုံးနိုင်ပါတယ်ဒီနေ့ပြောပြသွားတဲ့ဝါကြလေးတွေနဲ့ဝါကြပွားနည်းတွေကိုသိချလေ့ကျင့်ထားမယ်ဆိုရင်နောက်တစ်ခါနိုင်ငံခြားသားကလမ်းလာမိတဲ့အခါမှာယုံကြည်မှုရှိရှိနဲ့အေးအေးဆေးဆေးပြည့်ပြည့်နိုင်မှာသိကြပါတယ်ဒီနေ့ဗီဒီယိုလေးကိုမပိတ်ခင်မှာတော့သင်ဒီနေ့သွားတဲ့ပုံစံလေးတွေကိုသုံးပြီးတော့ဈေးကိုသွားတဲ့လမ်းလေးများပြပေးနိုင်မလားဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုမေးရမလဲဆိုတာ comment မှာဝင်ရောက်ဖြည့်ဆို့ပေးတာပါအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင်တော့တကယ်ချင်းတွေပါလေ့လာလို့ရအောင် like and share လုပ်ပေးပါအောင်ရှင်နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတာယာလာပါတဲ့နေ့ချပါစေ